အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ real life တို့ဟိုတစ်ခေါက် Easter holiday တုန်းကတွားလေခဲ့တဲ့ Amphastone စင်ဟိုးကိုခေါ်သွားမှာဟုတ်ပါတယ်ဒီစင်ဟိုးရဲ့ဒီနေရာကတော့ Mount Gambier South Australia မှာပဲဟုတ်ပါတယ်ဒီ Mount Gambier မှာပေါ့နော်အခုလိုမျိုးပဲစင်ဟိုးကအခု90လောက်ရှိတယ်လို့သူတို့စာရွက်မှာရေးထားပါတယ်အခုမြင်နေရတဲ့စင်ဟိုးမဖြစ်ခင်မှာဒီနေရာဟာကြောက်ကူဟုတ်ပါတယ်အဲ့ဒီကြောက်ကူတွေကဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်ပင်လေတွေကနေပင်လေရေလိုင်းတွေကနေရောက်လာတဲ့ထုံးကြောက်တွေပေါ့နော်ပြီးရင်ခရုခွန်တွေအဲ့ဒီဟာတွေကတဖြည်းဖြည်းနဲ့စုပြုံလာပြီးမှထုံးကြောက်ကူလိုမျိုးဖြစ်သွားတာဟုတ်ပါတယ်ဒီနေရာအဲ့တော့နည်းနည်းကြာသွားတဲ့ချိန်မှာတဘာဝတရားကြီးကြောင့်သူ့ရဲ့ခေါင်မိုးလို့ခေါ်ရမှာပေါ့နော်အဲ့ဒီဟာတွေကပြန်မှပြိုကျလာတဲ့ချိန်မှာအခုလိုမျိုးမြင်နေရတဲ့စင်ဟိုးဖြစ်လာတာဟုတ်ပါတယ်1886ခုနှစ်မှာ James Amphastone လို့ခေါ်တဲ့ဒီနေရာရဲ့ပိုင်ရှင်ပေါ့လေနော်သူကအခုဒီမြင်နေရတဲ့စင်ဟိုးကိုအခုလိုမျိုးအရန်လှပသွားအောင်ပေါင်းဥယျာဉ်အဖြစ်နဲ့သူစပြီးမှ tourist attraction ဖြစ်တဲ့နေရာဖြစ်အောင်သူစပြီးမှလုပ်ခဲ့တာဟုတ်ပါတယ်သူစာရီမှာရေးထားတာကြတော့ဒီနေရာကိုသူကနေပူတာပေါ့နော်အပူရှောင်အောင်ဆိုမှသူဆိုင်မှာလုပ်ခဲ့တယ်တဲ့ပြီးတော့တဖြည်းဖြည်းလူသိများလာတယ်ပေါ့နော်ဒီနေရာလူတွေလေပတ်စီရနေရာတစ်ခုဖြစ်လာပါတယ်ပေါ့real life တို့နေအောင်လဲတခါမှမတွေ့ဘူးပေါ့နော်ဒါမျိုးပထမဆုံးဘဝမှာတွေ့ဘူးတာပဲအရန်ကိုလာတယ်အပြင်မှာပိုတောင်လာတယ်ပေါ့နော်တကယ်ဘယ်လိုခေါ်မလဲဟိုလေကာတွန်းကားတွေကိုရောက်သွားတယ်လို့နော်ကိုမရောက်ဘူးတဲ့ကဘာတစ်ခုရောက်သွားတယ်လို့ခံစားရပါတယ်ကဲအခုက real life ဒီနေရာကိုပြပေးမယ်ပေါ့နော်ဟိုဘက်ချမ်းမှာပြားတွေရှိ real life ဒီကနေပဲပြန်ပြီးမှတွားလိုက်တယ်ပေါ့နော်ဒီမှာလူတွေလည်းအများကြီးပဲလာလေကြတာပေါ့နော်သူတို့ကတကယ်ဘယ်လိုခေါ်မလဲစိမ့်စိမ့်ဆူဆူလေးစိတ်အရင်အေးချမ်းသွားတာဒီထဲရောက်သွားတာနေဘူးသူကအဲ့မှာဟိုဘက်လေကားကနေလေသွားလို့ရတယ်အဲ့လိုမျိုးနည်းနေရလောက်ရှိရပါတော့လူပင်လာလို့ရတဲ့နေရာအဲ့လိုမျိုးပေါ့လေဒီအရွက်တွေဘာတွေကကျတော့သူတို့ပြန်စိုက်ထားတာဖြစ်မှာသူတို့အရင် take care လုပ်ပေးတဲ့ပုံစံပဲပေါ့နော်ကြည့်ရတာဒီပြန်ညက်ပေးထားတာတို့ဘာလို့တွေ့ရတယ်အရင်တက်တက်ရက်ရက်ပဲပေါ့နော်သူကစိမ့်ဆိုးရွာလေတကယ်ကိုအရင်လာတာပန်းတွေနဲ့လုံးဝရောင်စုံပေါ့လေနော်အများကြီးပဲလာလေကြတယ်လို့လေတကယ်ကိုမျက်စိကိုတော့မယုံနိုင်ဘူးပေါ့နော်တကယ်အရင်ကိုလာပါတယ်ဒီအရွက်လေးတွေကြောင့်လေတော်တော်လေးကိုလာသွားတာဒီနေရာလေလုံးဝအနွေပင်တွေလေသူတို့စိုက်ထားတာအရန်လာဒီမှာကြည့်ဒီလိုမျိုးအခုရိုက်လိုက်ရင်အရန်ကိုလာသွားတာသူဒီဟိုအပေါ်နေသူများရိုက်ထားတဲ့ဟာတွေကျတော့ဒီမျိုးအဝိုင်းပုံစံဖြစ်နေသူအပေါ်မှာလည်းမျိုးလုံးဝတခြားကဘာရောက်သွားတယ်လို့ပေါ့နော်သူကလုံးဝကိုကြည့်လိုက်အောင်အရန်လာတာတကယ်ကို amazing ပဲပြန်တော့တွားချင်လိုက်အခုပြောရင်းနဲ့တော့ဒီမှာ voice over လုပ်နေရင်းနဲ့တော့ပြန်တွားချင်လိုက်Real life တို့လည်းဘယ်လိုမျိုးဒီနေရာကိုရှောက်လိုက်မယ်ဆိုရင်မှသွားလိုက်တာတော့မဟုတ်ဘူးသူကအရင်ကြီးမဝေးဘူးပေါ့လေနော်လမ်းမကြီးဘေးနားမှာပဲဆိုတော့လေ Real life တို့တဲတဲ့နေရာနဲ့လည်းအရင်နီးတော့သွားဖြစ်သွားတာပေါ့နော်အခုမြင်နေရတဲ့အကောင်လေးကတော့ possum လို့ခေါ်တယ်သူတို့က Australian native animal ဟုတ်ပါတယ်အခုက real life တော့အခုမြင်နေရတဲ့လေကားကနေပေါ့နော်တွားကြည့်မှာဟုတ်ပါတယ်ဒီဘက်ချမ်းမှာဒီအရီထုံးကြောက်တွေပေါ့နော်ကိုကအနီးကပ်ကြည့်လို့ရတယ်အဲ့ဒါကြောင့်ဒီထဲဝင်လို့ရတယ်ဆိုတော့အဲ့မှာတွားကြည့်တာဟုတ်ပါတယ်လမ်းကတော့နည်းနည်းချင်းလေးပေါ့နော်ဒီကနေလေ view ကတစ်မျိုးသူကအလှတစ်မျိုးပေါ့ကြည့်ရတဲ့ခန်းစားချက်တစ်မျိုးလေးပေါ့နော်ဒီအပေါ်နေကြည့်ရင်လည်းလှတယ်သူကဟိုးအပေါ်နေကြည့်ရင်တစ်မျိုးအဲ့လိုမျိုးပေါ့တကယ်ဟိုလိုမျိုး
ကဘာတစ်ခုမှလည်းနော်အဲ့ဒီလူတွေတဲအမျိုးလျှောက်သွားနေလို့ဖြစ်နေတော့စကားတွေရောက်သွားတယ်လို့လူကအဲ့လိုမျိုးခံစားချက်အခုဒီမှာတွေ့နေရတဲ့ဟာတွေကဒါတွေထုံးကြောက်တွေဟုတ်ပြီပေါ့နော်ဒါ limestone တွေပေါ့လေဟိုဘက်ကကျတော့သွားလို့မရတော့သူတို့အခုဒီကအနွယ်ပင်တွေပေါ့ခုနဟိုဗီဒီယိုထဲမှာမြင်ရတဲ့အစိမ်းရောင်အဲ့ဒီအရွက်တွေဒါအနောက်ဘက်ချမ်းကနေရိုက်ထားတဲ့ဟာပေါ့နော်အရန်လာတယ်တခါမှမတွေ့ဘူးပေါ့နော်ဒီမျိုးကြောက်ကိုရီးယား real life တခါမှဘဝမှာမတွေ့ဘူးဒါပထမဆုံးပဲပေါ့နော်တော်တော်လေးထူးခြားတယ်ကိုယ့်အတွက်ကလေဒီငပြောခွန်ကခုနဖို့ဆုမနေစားဘူးထထပေးတာသူတို့ကအတီးရွက်အရန်ကြိုက်တော့လေအတီးရွက်ငပြောတီးတို့စတော်ဘယ်ရီတို့သူတို့စားတယ်အဲ့ဒီအကောင်လေးတွေဒါကကျတော့ real life နဲ့ lighting အရန်မိုက်နေတော့ဒီမှာဗီဒီယိုပြန်တစ်ချက်ရိုက်လိုက်တာပေါ့နော်သူရဲ့အပင်ကြားကနေထွက်နေတဲ့အလေးရောင်နဲ့ကိုမျက်နှာနဲ့အလုံးဝဂလိုးနေတော့လေဗီဒီယိုရိုက်တော့အရန်လှနေတာအဲ့ဒါနဲ့ဒီတိုင်းအမတရားရိုက်ထားလိုက်တာပေါ့နော်အခုဒီပုံမှာအကုန်လုံးဒါတွေထုံးကြောက်တွေပဲပေါ့နော်ထုံးကြောက်တွေအော်ဆရာကြီးပေါ့နော်လုံးဝပဲဒီကတော့ရှုခင်းလာတော့လူကတော့အမေးခံလိုက်တော့မယ်ဒီတိုင်းပဲကြည့်ပေးလိုက်ပါလို့အရန်လာတယ်လုံးဝ amazing တော်တော်လေးလာတယ်ပေါ့နော်အရန်ကိုတာမာတယ်ဒီမှာသွားတာလေသူကဒီနေရာ free entry ပဲပတ်စံလေးပေးဆက်မလို့ဒီတိုင်းဝင်လိုက်ယူမယ်ဒီမိသားစုနဲ့တွိုင်းလာအရန်ကောင်းတယ်တကယ်ချင်းတွေဖြစ်ပေါ့နော်ဒီမောင်ကင်ပီယာမှာလေရှောက်လေးဆရာတွေအများကြီးရှိတယ်တွားကြပါလို့ရလဲပြောချင်ပါတယ်တကယ်လို့ရပ်ဖြစ်ခဲ့ပေါ့နော်တွားပါလို့ဒီနေရာလေရတာအရန်အကျိုးရှိတယ်ပေါ့နော်ကိုယ့်ရဲ့အုံနောက်ထဲမှာလေလုံးဝ memory ကအများရန်ဆွဲချင်နေတော့မှဒီဟာလေတချို့ရှုခင်းနေရလေနော်ကင်မရာနဲ့ရိုက်တာချက်ကိုယ့်ရဲ့ဒီခေါင်းထဲမှာ memory ထဲမှာမှတ်ထားတာပိုပြီးမှအောင်အတိတ်ပဲရှိတာရလာဟုတ်ကဲ့ပါဗီဒီယိုအဆုံးလေးကြည့်ပေးတဲ့အတွက်အရန်ကိုကျေးဇူးတင်ပါတယ် bye bye